ကီဝါဒီယာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ညီမတို့ရောက်နေရတော့လုံးဝအရန်စားကောင်းတဲ့တုံမြန်ကွတ်တီယိုဆိုင်ပေါ့နော်ဒီဆိုင်မှာဆိုရင် celebrity တွေတော်တော်များများလာစားကြတယ်ပြီးတော့ခါကျတော့တကယ်ကိုလဲစားကောင်းတယ်ပေါ့နော်ပြီးတော့သူကညညီနေတဲ့ထိဖွင့်တဲ့အတွက်ကိုလူငယ်တော်တော်များများဒီနားမှာလဲဘားကြီးလဲရှိရဲဆိုတော့သူကခောက်ဆန်လက်နဲ့လဲနီးရဲဆိုတော့အဲ့လိုဘားတွေဘားကြီးထိုင်ပြီးလို့ရှိရင်ဒီတုံမြန်ကွတ်တီယိုချင်းချင်းငန်းဆက်ဆက်လေးအရသာကိုလာစားကြတာများတယ်တော်လေးလဲစားလို့ကောင်းတယ်ဆိုတော့အားလုံးပဲလိုက်ကြည့်ပြီးဖို့ညီမဖိတ်ခေါ်ပါတယ်တော့ဒီရကမှာပေါ့ဒီမှာထိုင်ရမှန်းတယ်ဒီမှာဆိုရင်တုံရန်ကွတ်တီကိုအရန်နာမည်ကြီးရပါတော့တုံရန်ကွတ်တီကိုဆိုတာဒီလိုဝတ်သားကြိတ်သားရောဝတ်သားကိုกินထားတာရောသိရမလားအသားလုံးတွေရောအဲ့လိုမျိုးပေါ့နော်လုံးဝငရုတ်တီးရတယ်သူတို့ကိုယ်တိုင်လှော်ပြီးထောင်းထားတဲ့ငရုတ်တီးနဲ့ဆိုတော့အရသာလုံးဝချင်းငန်းဆက်ဆက်နဲ့လုံးဝ green တွေးစမယ်အရသာလေးတစ်ခုပေါ့နော်တော်တော်လေးကိုလည်းစားကောင်းတယ်ညီမဆိုလည်းအရန်ကြိုက်တယ်ပေါ့နော်ပြီးတော့လူလေးတော်တော်များတယ်ပြီးတော့လူငယ်တွေများတယ်ပေါ့နော်အဓိကလူငယ်တွေလည်းများတယ်လူကြီးတွေလည်းရှိတယ်ဒါဆိုလို့ရှိရင်မာလီယိုအဲ့ဒါညီမပြလူတွေတည်ရဲ့မာလီယိုပေါ့နော်မာလီယိုလည်းလာတယ်ချုံဖို့အလေယာပေါ့နော်သူဆိုလည်းလာတယ်အဲ့လိုပေါ့ဟိုဒီထိုင်း celebrity တော်တော်များများလာစားကြတယ်ဒီဆိုင်ကိုညတိဖွင့်နေဆိုတော့အရသာလေးကလည်းကောင်းတယ်ဈေးလေးကလည်းတော်တယ်လမ်းဘေးလေးမှာဆိုတော့နော်ဟိုဘယ်လိုပြောမလဲဟိုလမ်းဘေးမှာဟိုတည်ရမလားတက်တာလေးနဲ့ပေါ့နော်အစားတောက်ကောင်းကောင်းလေးကိုဈေးတော်လေးနဲ့စားလို့ရတဲ့ဆိုင်တစ်ဆိုင်ပေါ့နော်ဆိုတော့ဘန်ကောက်လာရင်ဒီဆိုင်လေးတော့မဖြစ်မနေလာစားတင်တယ်ပေါ့နော်ဒီဆိုင်လေးကမာလာတွေရောရောက်ပြီပေါ့နော်ဒီဟာလေးကကျတော့တုံမြန်ကွတ်တီယိုပေါ့နော်လုံးဝချင်းငံဆက်တော့ဝတ်တာကိုဒီဆိုင်ကညီမဘာကြိုက်တာလဲဆိုတော့ဒီဝတ်တာကိုပေါ့နော်သူကအစီတွေရောအသားတွေရောကြိတ်ထားတယ်ကြိတ်သားလေးကလုံးဝဟိုဘယ်လိုပြောမလဲဟိုအရန်အဖက်တွေကမကြည့်ပဲနဲ့အဖက်သေးလေးနေပေါ့နော်တော်တော်လေးကိုအရသာထဲစိတ်ဝင်ပြီးတော်တော်လေးစားကောင်းတယ်မျိုးလေးပေါ့နော်ဒီဆိုင်ကိုလာရင်နည်းနည်းလေးအရန်အဆက်မစားနိုင်တဲ့လူတွေအတွက်ကနည်းနည်းလေးတော့ပြောရမယ်အဆက်နည်းနည်းလေးရှော့ပေးပါဆိုတော့သူကပုံမှန်တော်တော်လေးဆက်တယ်သူကဒါလေးကတော့အတုပ်ပေါ့နော်ဒါအရင်မစားခြင်းတဲ့လူကြတော့အတုပ်ပေါ့နော်အတုပ်ဆိုဒီမှာဒါဝတ်သားကြိတ်သားလေးပေါ့နော်အစီနဲ့အသားနဲ့ကြိတ်ထားတာပေါ့နော်ဒါကတော့ဝတ်သားကင်ပေါ့နော်အသားကြီးပဲပေါ့အဲ့ဒါကိုကင်ထားတာပြီးရင်ဒီဆိုင်မှာဆိုလို့ရှိရင်လာတဲ့လူတိုင်းကဒီလိုသူတို့အသားလုံးကသူတို့လောက်တာပေါ့နော်အေးအသားလုံးလေးကရန်စားကောင်းတယ်ပေါ့နော်တချို့ဆိုင်နေဆိုရင်အသားလုံးကလုံးဝဟိုကြည့်ရမလားဂျုံများတာတို့ဘာလို့ရှိရပေါ့နော်သူတို့ကကျတော့အသားအရသာရန်ပေါ်လွင်ပြီးတော့တော်တော်လေးစားကောင်းတဲ့အတွက်ကိုတီးတက်မှာကြတယ်ပေါ့နော်ဒီအသားလုံးလေးတွေကိုဒီလိုမျိုးလေးရောင်းနေပေါ့ပြီးတော့ဒါဖတ်ထုတ်ကြော်ပေါ့နော်ဖတ်ထုတ်ကြော်ကိုသူကအထဲမှာဝတ်တာလေးနဲ့ပေါ့နော်ဖတ်ထုတ်ကြော်ဒါလေးကိုလည်းတော်တော်လေးမှားကြတယ်ညီမလည်းကြိုက်တယ်ကျွတ်ပြီးတော့တော်တော်လေးကျွတ်ရွပြီးစားကောင်းတယ်ပေါ့နော်ညီမအဆက်လျှော့ခိုင်းတာတော့ညီမတို့ကနည်းနည်းလေးဆက်နေသေးတယ်သူကငရုတ်တီးကတော်တော်လေးကောင်းတယ်ဆက်ပေမဲ့လည်းတော်တော်လေးစားကောင်းတယ်သူငရုတ်တီးကသူကိုယ်တိုင်လှော်ပြီးတော့ထောင်းထားတဲ့တော့ကိုအနံ့ကလေတော်တော်လေးမှုေးပြီးတော့စားတာတော်တော်လေးရတာရှိရပေါ့နော်ဟိုပုံမှန် ready made အဲ့လိုငရုတ်တီးမုတ်တွေနဲ့မတူဘူးပေါ့နော်ပုံမွေးရပေါ့အနံ့လေးပုံမွေးပြီးတော့တော်တော်လေးစားကောင်းတယ်ညီမကတော့အချင်းကြိုက်ရတော့အချင်းကြီးလေးနည်းနည်းထည့်
ချင်းငန်းဆက်ဆက်နဲ့လုံးဝပြုတ်ရည်ပေါ့နော်ဒီကကွတ်တီကိုစားတာဒီပြုတ်ရည်ကအသက်ပေါ့နော်ပြုတ်ရည်လေးတော်တော်ကောင်းတယ်ပြုတ်ရည်ကတချို့ဆိုရင်လုံးဝပေါ်ရှိရှိနဲ့စားမကောင်းပေါ့နော်သူပြုတ်ရည်လေးကတော်တော်လေးတည်တည်ချာချာလောက်ထားတယ်ချိုပြီးတော့လုံးဝစားကောင်းတယ်ပေါ့နော်တော်တော်လေးစားလို့ကောင်းတယ်ပြီးတော့ခောက်ဆွဲသားတွေကလည်းတချို့ဆိုရင်ခောက်ဆွဲသားလေးတွေကလေဒီထက်အလုံးကြီးပြီးတော့ပေါ့နော်နဲ့မဆက်ဆက်ဖြစ်တတ်တယ်ပေါ့နော်သူကတီးလေးနဲ့ပျော့လေးနဲ့နူးနူးညံ့ညံ့လေးပေါ့နော်တော်တော်လေးစားကောင်းတယ်ဒါလေးကငဖယ်လုံးပေါ့ငဖယ်ပြားပေါ့နော်ငဖယ်ပြားလေးကိုကြီးထားတာဒါလေးကဝတ်တာကင်ပေါ့နော်ဝတ်တာကင်သူ့ရဲ့အလုံးတွေကတော်တော်ကြိုက်တဲ့လူများပါလို့ဆိုတော့ငဖယ်ဆိုလည်းငဖယ်ရတာပေါ်လွင်တော့တော်တော်လေးစားကောင်းတယ်ဒါဆိုရင်ပစုံလုံးပေါ့နော်ပစုံလုံးလေးမြည်ကြည့်မယ်ညီမဒီအချင်းတော့တိတ်မကြိုက်ဘူးညီမထင်တယ်အမှန်တကယ်ဆိုရင်စီးမှုချင်းလေးနဲ့ဆိုပို့လိုက်မယ်တဲ့ဒါပေမဲ့ तू က Chinese ဘက်သွားတာပေါ့နော် Chinese style ပဲငံပြိုင်နဲ့လောက်တာညီမအဲ့လိုပဲငံပြိုင်နဲ့ပါတဲ့ဟာတွေဆိုတိတ်မကြိုက်ဘူးပေါ့နော်ညီမချင်းချင်းငန်းဆက်ဆက်ပဲကြိုက်တယ်ဒါပေမဲ့တခြားလူတွေတော့အဆင်ပြေပေးလိုက်မယ်ပေါ့နော်ညီမတို့တော့ညီမတိတ်မကြိုက်အလုံးကတော့တော်တော်လေးကောင်းတယ်အလုံးကအရသာအလုံးကငါးဆိုလဲငါပစုံဆိုလဲပစုံလုံးဝအရသာပေါ်လွင်စားလိုက်တာနဲ့တချို့တလေဆိုစားလိုက်ရင်ဘာအလုံးမသိဘူးအဲ့လိုမျိုးရှိတတ်တယ်ပေါ့နော်ဒါပေမဲ့ तू ကစားလိုက်တာနဲ့တေဟိုငါးသားလုံးဆိုငါးသားလုံးဟိုပစုံလုံးဆိုပစုံလုံးပေါ့နော်ပေါ်လွင်တယ်အလီယာဖတ်ထုတ်ကြော်ပေါ့နော်အထဲမှာဝတ်သားလေးနဲ့ပေါ့နော်ထုတ်ကြော်ဘာမှပြောစရာမလိုတော်တော်လေးကောင်းတယ်အပြင်ကကျွတ်ပြီးတော့အထက်ကဝတ်သားလေးကနူးညံ့ပြီးတော့တော်လေးစားကောင်းတယ်ဖတ်ထုတ်ကြော်လည်းမပြစ်ပေါ့နော်မာတင်တဲ့မီနူလေးတစ်ခုပေါ့နော်ဒါလေးကတော့အတုပ်လေးပေါ့နော်ညီမစောစောစားကြတာအရေးပေါ့နော်သူကအတုပ်လေးတော်တော်လေးလူကြိုက်များကြတယ်အတုပ်လေးကျတော့အရေးမပါဘူးပေါ့နော်ဒီလိုမျိုးလေးချက်လေးတောက်ထားပေးတာလုံးဝကွက်တိပဲတော်လေးစားကောင်းတယ်ပုံမှန်ဆိုညီမကွက်တိကိုဆိုင်နေမှာဆိုအတုပ်တိတ်စားလို့မရှိပါဘူးဆိုတော့ညီမစိတ်ထဲမှာကွက်တိကိုဆိုတာအရေးကအသက်ပေါ့နော်ဆိုတော့အရေးလေးမပိုင်မကောင်းပဲညီမထင်တာပေါ့နော်ဒါပေမဲ့သူ့ရဲ့အတုပ်ကလည်းတော်စားကောင်းတယ်အရသာကလုံးဝဒီအရေးနဲ့မကွာခြားပဲနဲ့မှတော်တော်လေးကိုစားကောင်းတယ်ပေါ့နော်ညီမတော့အရေးလေးပို့ကြိုက်တယ်ဘာလို့ဆိုတော့ညီမအရေးလေးတောက်ပြီးအရေးရတာလေးခံပြီးတော့ဗောနော်ဟိုစားတာပို့ကြိုက်တယ်ဗောနော်ဒါပေမဲ့အတုပ်လည်းတော်တော်လေးစားကောင်းတယ်အတုပ်ကလည်း तू ထည့်ရတဲ့အစာပလာရင်းနဲ့တော်တော်လေးအဆက်မှုရှိရဗောနော်တော်တော်လေးစားကောင်းတယ်ပြီးတော့အလုံးတွေကလည်းတော်တော်လေးကောင်းတယ်ဘာလို့လဲဆိုတော့အလုံးတွေက तू အရသာပေါ်လွင်ပြီးတော့ဟိုဂျုံမှုတွေမများပဲနဲ့ဗောနော်တော်တော်လေးစားကောင်းတယ်ဆိုတော့ဒီဆိုင်လေးကိုဘန်ကောင်းရအောင်တော့မဖြစ်မနေလာစားတဲ့ဆိုင်လေးတစ်ဆိုင်ဗောနော်ဆိုတော့တော်တော်များများလည်းလာစားကြတယ်ညဘက်ဖွင့်တဲ့အတွက်ကိုအေးအေးဆေးဆေးမှလာစားလဲရတယ်ပေါ့နော်ဆိုတော့ညီမတို့စီစဉ်လေးကိုအားလုံးပဲကြိုက်နေတတ်မယ်လို့ထင်ပါတယ်ဆိုတော့နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်